ခောက်ဆွဲချောက်တွေအများကြီးစားတာကျန်းမာရေးအတွက်မကောင်းဘူးလို့လူတွေအမြဲပြောနေကြတာပေါ့လူတွေကခောက်ဆွဲချောက်တွေကိုစီကြော်ထားလို့ပဲကျန်းမာရေးနဲ့မညီညွတ်ဘူးလို့အရင်ကထင်ခဲ့ကြတာဒါပေမဲ့အခုအံ့ဩဖို့အကောင်းဆုံးအပိုင်းကတော့အစကနေအဆုံးထိတစ်ခုလုံးနှီးပါးကိုစက်တွေနဲ့ပဲလှုပ်သွားတာပါပဲအခုမြင်နေရတဲ့ခောက်ဆွဲပြအလေးကြီးတစ်ခုလုံးကိုအလုပ်သမားတွေကလက်နဲ့တဆုပ်ချင်းစီလာတင်ထားတာမဟုတ်ပါဘူးစက်တွေကနေပဲအဆက်မပြတ်ဖိသိပ်ဖြတ်တောက်ပြီးလိပ်ပေးသွားတာပါခောက်ဆွဲတွေကုန်ပတ်လမ်းပေါ်ကျလာတာနဲ့ချက်ချင်းပဲအလိုလျောက်လှိုင်းတွန်းခောက်ဆွဲအလွှာကြီးတစ်ခုအဖြစ်ပြန်သွားပါတယ်ပြီးတော့အစမ်းဆုံးအပိုင်းကခောက်ဆွဲချောက်အထုပ်တိုင်းကဘာလို့ပုံစံတူနီးပါဖြစ်နေရတာလဲအဲ့ဒါကကျွမ်းကျင်တဲ့ခောက်ဆွဲဆရာကြီးရဲ့လက်ရာကြောင့်မဟုတ်ပါဘူးစက်ကနေအကျဲအထူရှိန်တဲ့ပုံစံတွေကိုကြိုတင်ထိန်းချုပ်ထားလို့ပဲဖြစ်ပါတယ်ခောက်ဆွဲတွေထွက်လာပြီးတာနဲ့အလိုလျောက်ပုံဖော်ဖြစ်တော့ပိုင်းချပြီးအဝိုင်းဒါမှမဟုတ်၄000ခောက်ဆွဲတုံးလေးတွေဖြစ်အောင်လုပ်ပေးပါတယ်နောက်ပိုင်းမှာအမွှေးကြိုင်ထုတ်တွေစီထုတ်တွေနဲ့ထုတ်ပိုးတဲ့အိတ်တွေကိုပါစက်တွေကနေပဲသတ်မှတ်ထားတဲ့နေရာမှာအတိအကျချပေးသွားတာပါအလုပ်သမားများစုကတော့ဘေးနားမှာရက်ပြီးစက်ပစ္စည်းတွေကိုစစ်ဆေးတာအထုတ်တွေကြံခဲ့တာစောင်းနေတာဒါမှမဟုတ်ညှက်နေတာမျိုးမရှိအောင်ပဲကြည့်ပေးရတာပါလူအများစုစိတ်ကူးရင်ထားသလိုလက်နဲ့လုပ်တဲ့ခောက်ဆွဲလုပ်ငန်းစဉ်မျိုးမဟုတ်ပါဘူးဒါကြောင့်ခောက်ဆွဲချောက်တွေကိုလူတွေထင်သလိုမျိုးပုံစံနဲ့လုပ်ထားတာမဟုတ်ပါဘူးစက်တွေကနေတစ်စက္ကန့်ချင်းစီခောက်ပြီးကူးထုတ်နေသလိုမျိုးပါပဲဒါကြောင့်လဲဈေးသက်သာပြီးပုံစံတူညီကမြန်ဆန်နေတာမဆန်းပါဘူးဒီနောက်ွယ်မှာရှိနေတာကအစားအစာချက်ပြုတ်ပေးနေတဲ့လူတစ်ယောက်မဟုတ်ပဲညံနှုံးမြင့်အစားအသောက်ထုတ်လုပ်မှုလိုင်းကြီးတစ်ခုလုံးပဲဖြစ်ပါတယ်